ဂျပန်ဖိလစ်ပိုင်နဲ့အမေရိကန်ပြည်ထောင်စုတို့ဟာဒေသတွင်းပင်လယ်ပြင်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကိုပိုပြီးအနီးကပ်မြင့်တင်လျက်ရှိပါတယ်။မဟာမိတ်သုံးနိုင်ငံဟာတောင်တရုတ်ပင်လယ်နဲ့ပစိဖိတ်သမုဒ္ဒရာကိုဆက်သွယ်ပေးတဲ့အရေးပါတဲ့ရေလမ်းကြောင်းအနားမှာဒီပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုပြုလုပ်ခဲ့ကြတာပါ။ဒီရေကြောင်းပူးပေါင်းဆောင်ရွက်မှုစစ်ရေးလေ့ကျင့်မှုတွေကိုဖေဖော်ဝါရီလနှောင်းပိုင်းမှာ4ရက်ကြာပြုလုပ်ခဲ့ပြီးပထမဆုံးအကြိမ်ဖြစ်ထိုင်ဝမ်နဲ့ဖိလစ်ပိုင်နိုင်ငံကြားမှာရှိတဲ့ဘာရှီရေလက်ကြားနီးမှာစစ်ရေးလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ဒီဘာရှီရေလက်ကြားဟာဂျပန်နိုင်ငံကိုစွမ်းအင်နဲ့အခြားကုန်ပစ္စည်းများသယ်ပို့ရာမှာအရေးပါတဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်တယ်လို့စစ်ရေးမှာလည်းအရေးကြီးတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။တရုတ်လေယာဉ်တင်သင်္ဘောတွေပါဝင်စစ်သင်္ဘောတွေကိုအဲ့ဒီပတ်ဝန်းကျင်မှာတွေ့မြင်ရလေရှိပြီးထိုင်ဝမ်အနီးကြီးမားတဲ့စစ်ရေးလေ့ကျင့်မှုတွေလို့ဆင်ကလည်းတွေ့မြင်ရတယ်လို့ဆိုပါတယ်။နိုင်ငံတကာသတင်းမီဒီယာဖွဲ့စည်းတွေကိုဖိလစ်ပိုင် Frigate စစ်သင်္ဘောပေါ်ကနေဒီစစ်ရေးလေ့ကျင့်မှုတွေကိုကြည့်ရှုခွင့်ပေးခဲ့ပါတယ်။စစ်သင်္ဘောအမှတ်174မီကိုရောင်စစ်သင်္ဘောတစ်စီးကိုဒီနီးနားမှာမကြာခဏတွေ့မြင်ခဲ့ရပြီးဒါဟာတရုတ်ရေတပ်သင်္ဘောဖြစ်တယ်လို့ဖိလစ်ပိုင်ရေတပ်ကသိရှိထားပါတယ်။ဖိလစ်ပိုင်ရေတပ်ရရှိသူကဒါတွေကိုများသောအားဖြင့်စကာဘရာတနာကြောက်တန်းစုအနီးမှာသာတွေ့မြင်ခဲ့ရပေမဲ့အခုဒီစီရေးလေ့ကျင့်မှုမှာတော့ကျွန်တော်တို့နောက်ကိုလိုက်ပါလာခဲ့တယ်။ဒါဟာပုံမှန်အခြေအနေမဟုတ်ပါလို့ပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာ2024ခုနှစ်ဧပြီလကစပြီးမဟာမိတ်နိုင်ငံတွေနဲ့အခုလိုလေ့ကျင့်မှုတွေကို15ကြိမ်လောက်လှုပ်ဆောင်ထားပြီးဖြစ်ပြီးတောင်တရုတ်ပင်လယ်တွင်းမှာအရေးပါမှုနဲ့တင်းမာမှုတွေမြင့်တက်လာနေတယ်လို့သတ်မှတ်နိုင်ပါတယ်။ဖိလစ်ပိုင်စစ်တပ်ဟာဆက်လက်ပြီးမဟာမိတ်နိုင်ငံတွေနဲ့ဆက်ဆံရေးပိုခိုင်မာဖို့ကြိုးပမ်းလိမ့်မယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာ။